တိလသမာဓိပညာလို့တဏှာဝကလွတ်မြောက်ဖို့အတွက်ကျင့်ကြံကြိုးကုပ်အားထုတ်ရမယ်အကျင့်တရားများကိုမြတ်စွာဘုရားကမဂ္ဂင်၈ပါးထဲမှာအလုံးစုစည်းပြီးတော့ဖော်ပြထားတာဖြစ်တယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ဆိုတဲ့သီလမဂ္ဂင်ကိုအခြေခံပြီးတော့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတဲ့သမာဓိကိုထူထောင်ကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတဲ့ပညာကိုအရယူနိုင်တဲ့ဤစနစ်ကိုမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်ပါတယ်သီလံသာသနတ္တအာဓိလို့ဆိုတဲ့အတိုင်းဘုရားမြတ်စွာရဲ့သာသနာတော်မြတ်သောခြင်းကိုကျင့်ပြီဆိုတဲ့အခါမှာသီလကစတင်ကြစတင်တယ်လို့ဆိုပြီးမဲ့လို့လောက်ကြအောင်သီလကိုစောင့်ထိန်ရမှာလေလို့ဆိုရင်အခုစောင့်တည်ပြီးတော့အခုဒီသီလဟာစင်ကြယ်တဲ့အနေအထားမျိုးရတယ်ဒါကြောင့်မို့လို့သီလနဲ့ပတ်သက်တဲ့အခါကျတော့သမာဒါနလို့ခေါ်တယ်စောင့်တည်မှုဟာအဓိကအခု၈ပါးသီလစောင့်တည်လိုက်တဲ့အချိန်ဒါ၈ပါးသီလနဲ့ပြည့်စုံသွားတဲ့အချိန်ခါလို့ဒီလိုပြောလို့ရတယ်သမာဒါနစေရနာမလွန်ကျူးသေးသမျှကာလပတ်လုံးမိမိတို့တဏ္ဍမှာ၈ပါးသီလတည်နေတယ်လို့ဒီလိုဆိုတယ်ဒါကစောင့်တည်လို့ရတဲ့အတိုင်းအတာတစ်ခုပြောတာအဲ့လိုစောင့်တည်လို့ရတဲ့အတိုင်းအတာတစ်ခုမပြည့်ပြည့်သေးသမျှကာလပတ်လုံးသီလနဲ့ပြည့်စုံသူလို့ဒီလိုခေါ်လို့ရပြီအကယ်၍လွန်ကျူးစရာအာယုန်တစ်ခုပေါ်လာလို့လွန်ကျူးဖောက်ပြလိုက်တယ်ဆိုရင်ထိုသီလပြည့်ပြည့်သွားနိုင်နေတယ်ပေါ့အဲ့တော့သီလကစတင်တာတော့တခြားကြောင့်မဟုတ်ဘူးသီလဆိုတာအနဝိဇ္ဇဒုက္ခကိုပေးစွမ်းနိုင်တယ်ပြစ်ကင်းမဲ့တယ်ဆိုတာလောကမှာပြစ်ကင်းတဲ့ချမ်းသာဟာတခြားချမ်းသာတွေနဲ့မတူဘူးပြစ်ကင်းတဲ့ချမ်းသာတစ်ခုဟာသာဝရချမ်းသာဒုက္ခမျိုးကိုပေးနိုင်တယ်ကိုယ့်ဘဝကိုယ့်အနေထားကိုဆင်ញင်သုံးသပ်လိုက်တဲ့အချိန်တိုင်းဟာငါအပြစ်ကင်းတယ်လို့ဆိုတဲ့စိတ်ဟာအင်တန်မှစိတ်ထဲနှလုံးထဲမှာကြည်လင်အေးမြသွားစေနိုင်တဲ့အရာဖြစ်တယ်ပေါ့ဒါသီလကတိုက်ရိုက်ဆွမ်းဆောင်ပေးမှုပဲသီလစောင့်တည်ထားတဲ့ပုဂ္ဂိုလ်တယောက်ငါဒီပြစ်မှုတွေတခုမှကျူးလွန်ထားတာမရှိဘူးငါသီလလုံးနေတယ်လို့ဆိုရင်စိတ်နှလုံးကြည်တာတယ်လို့ခေါ်တယ်အဲ့ဒီအနေနဲ့ဆင့်ထပ်မှန်ပြီးတော့သီလဆင်ကျင်လိုက်တဲ့အခါအရတော်လိုက်တာလို့ဆိုတဲ့ဝမ်းမြောက်မှုတွေဖြစ်လာတယ်နှစ်သက်ကျေနပ်မှုဆိုတဲ့ပီတိလည်းဖြစ်လာပီတိဖြစ်လာလို့ရှင်စက်တိုက်ကိုယ်ရောစိတ်ရောငြိမ်းချမ်းမှုဆိုတဲ့ပတ္တတိဖြစ်လာတယ်ပတ္တတိဖြစ်လာလို့ရှင်ဒုက္ခဆိုတာမလွဲမသွေကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရအဲ့ဒီချမ်းသာဟာအနဝိဇ္ဇဒုက္ခလို့ခေါ်တယ်အပြစ်ကင်းလို့ရတဲ့ချမ်းသာမျိုးဒီပြည့်ချမ်းသာလည်းမတူဘူးလေ